ဒီစပိန်လေးကတခေတ်တစ်ခါကမိရင်ပါမဆိုပြီးအရန်ကုန်နေမေကြီးခဲ့တဲ့မောင်ပမာစပိန်လေးဖြစ်ပါတယ်ဒီစပိန်လေးကိုမြင်လိုက်တာနဲ့ငရွေစဉ်အချိန်တုန်းကဘာရန်စပိန်ကိုမခွာနိုင်လို့ဘေးရွဲကိုစီခဲ့တဲ့အချိန်တွေကိုတော့အရန်တရိယာမိပါတယ်ကျွန်တော်ရဲ့အဖိုးကဒီစပိန်လေးအကြောင်းကိုအမြဲပြောပြပူပါတယ်မင်းရဲ့အဖွာကိုဒီစပိန်လေးနဲ့လိုက်ခဲ့တာကွာဆိုပြီးပြောပြလေးရှိပါတယ်အဖိုးတို့ခေတ်ကဒီလိုစပိန်စီနိုင်နေသူကအရန်ကိုရှာပါလွန်ပါတယ်စပိန်တစည်းဝယ်လာရင်တရွာလုံးကဝိုင်းကြီးရဲ့ခေတ်ကပေါ့အဲ့ဒီခေတ်ကဒီစပိန်ကိုအစိုးရဝန်ထမ်းစည်ရေးတွေစတွေရုံတက်တဲ့အခါတွေမှာကြော့ကြော်လေးစီးပြီးရုံတက်ရှာပါတယ်တရွာလုံးကလေးဝိုင်းပြီးအားကြရတဲ့ကာလာတွေပေါ့အဲ့ဒီအချိန်မှာအဖွာလေးပါခဲ့ရန်တူပါတယ်အဖွားကအဖိုးကိုရှူခဲ့တာစပိန်ကြောင့်လားဆိုပြီးကျွန်တော်တို့မှနောက်ပြီးပြန်ပြောခဲ့လိုက်ပါသေးတယ်အဲ့ဒီခေတ်ကစပိန်စီရင်ကိုချစ်ရတဲ့သူကိုရှေ့ကဘားတန်းပေါ်မှာတင်ပြီးရင်ခွင်ထဲထည့်ကစီးကြတာဖြစ်ပါတယ်စိုင်းဒီဇိုင်းတစ်စင်းတွေကလို့မောလာလို့မင်းတော့မောတာပေါ့ဒါပေမဲ့ရင်ခွင်ထဲထည့်စီနေရတော့အဖိုးတယောက်မမောခဲ့ပါဘူးကျွန်တော်သိသလောက်တော့ဒီစပိန်လေးကမိတ်ရင်ပါမဆိုတဲ့အတိုင်းပဲအကုန်လုံးကိုပြည်ရင်းကပဲထုတ်လုပ်တယ်လို့ကြားဘူးခဲ့ပါတယ်ဒါပေမဲ့လေတချို့လူကြီးတွေကတော့တရုတ်ကပစ္စည်းတွေကိုဝယ်ပြီးပြည်ရင်းမှာတက်ဆင်ထုတ်လုပ်တယ်လို့လည်းပြောကြပါတယ်ဘယ်ဟာကအမှန်လဲဆိုတော့ကျွန်တော်ကိုယ်တိုင်လည်းအတိအကျမသိပါဘူးအခုကြည့်နေတဲ့သူတွေထဲမှာလေဒီမောင်ပမာစပိန်လေးနဲ့ပတ်သက်ပြီးအမှတ်တရတွေဒါမှမဟုတ်စပိန်လေးအကြောင်းကိုသိမယ်ဆိုရင်တော့နောက်လူတွေလည်းသိအောင်အောက်ကကွန်မန့်လေးမှာဝင်ရောက်ဆွေးနွေးရေးသားခဲ့ကြပါအောင်ခင်ဗျာ